ဒီနှစ်မှာလည်းကျွန်တော်နေရာမော်တင်ဆုံးကိုနောက်တစ်ခေါက်ထပ်ရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီနှစ်ကပို့ပြီးတော့စီလို့ပြောလို့ရတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်လိုက်လို့ရှိရင်သိရပါလိမ့်မယ်ခင်ဗျာကျွန်တော်များတာမင်းတိုင်းစီဝါထုတ်လို့ရတာမင်းမဒစိကြောက်ဆိုးပြောက်ဒါကမော်တင်ဆုံးရဲ့ပေါင်တော်စိတ်ဖေးရပါတော့အိုင်နန်တဝိုက်မှာရှိတဲ့ဇီးတန်းတွေအားလုံးကိုရိုက်ပြပေးထားတာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အမှငကားစာကျွေးလို့ရတဲ့နေရာတွေပြီးတော့ပေါင်တော်စိတ်ဖေးရကနေပြီးတော့မော်တင်ဆုံးဖေးရရဲ့မြင်ကွင်းတွေပေါ့နော်ဒါတွေအားလုံးကိုကျွန်တော်တေချာလေးအချိန်ယူပြီးတော့တွားရလာရင်လည်းရိုက်ပေးထားတာပဲဖြစ်ပါတယ်ဖောင်တော်စိဖေးရရဲ့ဒီရှင်ပြတဝိုက်မှာပေါ့နော်ပြီးတော့ရှောင်းလန်းနားမှာငကားစာကျွေးလို့ရတဲ့ငကားမင်းကိုပူဇော်လို့ရတဲ့အတိတ်တန်တွေစီးပွားရေးလုပ်ငန်းရှင်တွေကဒီအတိတ်တန်တွေအောင်မြင်လို့အမြဲတမ်းလာရောက်ပူဇော်ကြတယ်ဆိုတာလည်းသိရပါတယ်ကန်းချီမှာရီလာစောတဲ့သူတွေလည်းတော်တော်စီကားတယ်ကျွန်တော်တို့နှစ်ယောက်လည်းပြောပါတယ်ကျွန်တော်ငကားစာတစ်ခါမှမကြွေးဘူးဒါပေမဲ့ဒီတစ်ခေါက်မှာတော့အတိတ်တန်ဖြစ်ပြီးတော့တေချာလေးကျွေးဖြစ်ခဲ့ပါတယ်ပြီးတော့ငကားစာကိုပင်လယ်ထဲမှာသွားမျောတယ်ပေါ့နော်ဒီခိုင်တဲ့စင်ကအဖွဲသားတွေနဲ့ပင်လယ်ထဲမှာသွားမျောတဲ့အခါမှာကျွန်တော်ကလည်းလိလာတဲ့သဘောအနေနဲ့ထပ်ပြီးတော့ပင်လယ်ထဲလိုက်သွားတယ်ပေါ့ဗျာအဲ့ဒါပြီးတော့ကျွန်တော်တို့နှစ်ယောက်ပွဲစည်းတန်းလေးကိုပြန်ဝင်လာခဲ့ကြပါတယ်ပွဲစည်းတန်းမှာပင်လယ်ဓမြရှိတယ်အဲ့ဒီပင်လယ်ဓမြကိုနှစ်ယောက်သားစီးမယ်ဆိုပြီးတော့လာခဲ့ကြတယ်ပေါ့ဗျာပင်လယ်ဓမြကိုစီးဖို့အတွက်ကျွန်တော်တို့နှစ်ယောက်ဆိုတော့လက်မှတ်နှစ်ဆောင်ဝယ်ဖြစ်တယ်ပေါ့နော်ဝယ်ဖြစ်ပြီးတော့ပင်လယ်ဓမြပေါ်လေတက်လက်တက်သွားရောသူကမစီးရတော့သူကမစီးရတဲ့အခါကျတော့သူကအမဆင်းသွားရောအမသူဆင်းသွားတော့အမလက်မှတ်ရောင်းနေအကြီးအဝါလေးလူရန်ကျွန်တော်တို့ကိုကြည့်နေဟာဘာလဲပေါ့တယောက်မကြံခဲ့တယ်တယောက်ကဆင်းသွားတယ်ပေါ့ပြီးမှကျွန်တော်တယောက်တည်းစီးမယ်သူကမစီးရလို့ဆိုတာကိုသိသွားတယ်ဆိုတော့ကျွန်တော်ကနှစ်ခေါက်လို့စီးလိုက်ရတာပေါ့ဗျာသိရမလားလက်မှတ်နှမျိုးလုံးအဲ့ဒါလေးစီးပြီးသွားတဲ့အခါကျတော့သူနဲ့ကျွန်တော်နဲ့မုံစည်းတန်းကိုဆက်ပြီးတော့သွားကြတယ်ပေါ့နော်မုံစည်းတန်းမှာဟိုကြည့်ဟိုဝယ်ဒီဝယ်ပေါ့ဗျာဒီနှစ်ကတော်တော်စီရလို့ပြောလို့ရတယ်ကျွန်တော်2025တော့တစ်ခေါက်လာသေးတယ်ဒီလောက်ကြီးတော့မများဘူးပွဲစည်းတန်းကလည်းအဲ့လောက်ကြီးမစီဘူးဗျာကျွန်တော်လာခဲ့တဲ့ဒီတစ်ခေါက်မှာတော့တော်တော်စီရလို့ပြောလို့ရတယ်ပွဲစည်းတန်းမှာပဲကျွန်တော်တို့မိုးချုပ်သွားတယ်ဆိုတော့ပွဲစည်းတန်းကနေပြီးတော့ပဲကျွန်တော်တို့တဲနေတဲ့ပရိသဟိုတယ်ကိုပြန်လိုက်ကြပါတော့တယ်ခင်ဗျာအားလုံးပဲကောင်းသောညလေးပါGive it love